နိုဘီတာကတွင်းနဲ့အသေးလေးတစ်ခုကိုမျိုးချလိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူ့ပိုက်ထဲကအတန်ကျဲကြီးမြည်လာပါတော့တယ်သူလည်းအလောတကြီးနဲ့အောက်ထပ်ကိုပြေးဆင်းသွားခဲ့တယ်မိဖို့ကြောင့်လည်းပြေးဝင်သွားပြီးထမင်းစားကျင်တယ်လို့အမေဖြစ်သူကိုအော်ပြောလိုက်တယ်နိုဘီတာတယောက်ထမင်း6ပွဲကိုတထိုင်နဲ့အကုန်စားပစ်လိုက်တယ်သူမိဘတွေလည်းတားဖြစ်သူရဲ့အစားကြီးမှုကိုကြည့်ပြီးအတိုင်းမသိဝမ်းသာနေကြတာပေါ့သူဘယ်လောက်တောင်စားနိုင်လဲဆိုတာကိုကို3ယောက်ရှိမှကြွားလုံးထုတ်နေလေရဲ့ဒါကိုကြားတော့ဂျိုင်းယန်ကလုံးဝထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်သူကတော့နေတိုင်းထမင်း10ပကံစားနေကြတယ်လေအရှုံးမပေးချင်တဲ့နိုဘီတာကလည်းသူ့ဆိုပကံ20အေးဆေးစားနိုင်တယ်လို့ပြန်ကြွားလိုက်တယ်ဘယ်သူမှလည်းအရှုံးပေးမဲ့ပုံမပေါ်တာနဲ့ဆူနီယိုကအစားပြိုင်ပွဲလုပ်ဖို့အကြံပေးလိုက်တယ်ဘသူကတကယ်အစားချန်ပီယံလဲဆိုတာသိရအောင်လို့ပေါ့ဂျိုင်းယန်ကိုအနိုင်ယူဖို့အတွက်နိုဘီတာလည်းအိမ်ကိုချက်ချင်းပြေးပြန်လာခဲ့တယ်အိမ်ထဲရောက်တာနဲ့ဒိုယေမွန်စီကနေတွင်းနဲ့တွေထပ်ငါဖို့တောင်းတော့တာပဲဒါပေမဲ့ဒိုယေမွန်ကတော့အိမ်မောကျနေခဲ့တယ်ဘေးနားမှာပြုတ်ကျနေတဲ့ရတနာပစ္စည်းကိုမြင်တော့သူ့ဘာသာသူပဲအကွက်ချဖို့ဆုံးဖြတ်လိုက်တယ်အထဲကတွင်းနဲ့အသေးလေးတွေအကုန်လုံးကိုတစ်ခုတည်းဖြစ်အောင်ပေါင်းလိုက်ကမျက်စိကိုစုံမိတ်ပြီးတလုတ်တင်းနဲ့မျိုးချလိုက်ပါတော့တယ်အဲ့ဒီနောက်ဒိုယေမွန်ရဲ့အိတ်ကက်ထဲကနေပွားဆက်မှန်ပြားကိုနှိုက်ယူလိုက်တယ်ဒီလိုနီးနဲ့ဒိုရာယာကီမုတ်တွေကိုအဆုံးမရှိပွားယူနိုင်သွားတာပေါ့ဒီမုတ်တွေကိုပဲတိုင်ပွဲဝင်မှုအဖြစ်သုံးကြမှာပါဒိုရာယာကီမုတ်အခုတရားထဲကနေဘယ်သူအများဆုံးစားနိုင်မလဲဆိုတာပြန်ကြမှာဖြစ်ပါတယ်တိုင်ပွဲကြီးတရားဝင်စတင်လိုက်တာနဲ့ဂျိုင်းယန်ကမုတ်တစ်ခုကိုနှုတ်တင်းနဲ့မျိုးချပစ်လိုက်တယ်ဒါပေမဲ့နိုဘီတာရဲ့စားပုံစားနည်းကတော့ပိုပြီးတော့တောင်ကြောက်စရာကောင်းနေပါသေးတယ်မုတ်တစ်ခုလုံးကိုပါဆက်ထဲတန်းသွင်းပစ်လိုက်တာဗျာအခြေအနေကိုတိတ်မရိပ်မိတဲ့ဂျိုင်းယန်ကလည်းမုတ်လေးခုကိုတပြိုင်တည်းကောက်စားပစ်လိုက်တယ်အားလုံးလည်းပါဆက်အဟောင်းသားနဲ့အံ့ဩကုန်ကြတာပေါ့နိုဘီတာကတော့ဘာမှမဖြစ်တယ်လို့အေးဆေးပါပဲသူကမုတ်5ခုကိုကောက်ကင်လိုက်ပြီးပါဆက်ကိုအကျယ်ကြီးဟားလိုက်တာနဲ့လက်ထဲကမုတ်တွေကသူ့ပါဆက်ထဲကိုချက်ချင်းအလိုလျောက်ဆုပ်ဝင်သွားတော့တာပဲဒီမြင်ကွင်းကကွင်းထဲကလူတိုင်းကိုစွန့်သွားစေခဲ့တယ်မယုံနိုင်လောက်အောင်ဖြစ်သွားတဲ့ဂျိုင်းယန်လည်းတုံတုံရင်ရင်နဲ့မုတ်တွေကိုလှမ်းယူလိုက်ပြန်တယ်သူကနိုဘီတာထက်ပိုတမာကြောင်တက်တည်ပြချင်တာကြောင့်မုတ်တွေကိုပါဆက်ထဲမရက်မနာသွတ်သွင်းနေတော့တာပဲ25ခုမြောက်ကိုစားပြီးတဲ့အချိန်မှာတင်သူတော်တော်လေးအသက်ရှူချက်နေပြီနိုဘီတာကတော့တစ်ဖက်မှာမုတ်တွေကိုတစ်ခုပြီးတစ်ခုအေးလူလူစားနေတော့မယ်မုတ်5ခုကိုတပြိုင်တည်းစားပြပြီးတော့တောင်ကြွားလိုက်သေးတယ်သူအခုဆိုဒိုယာယာကီ45ခုတောင်စားပြီးသွားပြီလေအရှုံးမပေးချင်တဲ့ဂျိုင်းယန်ကလည်းဆက်စားဖို့ကြိုးစားနေတော့မယ်နောက်ဆုံးတော့ဘိုက်တွေအရန်ကဲပြီးထိုနေရာတင်မဲ့လဲကျသွားပါတော့တယ်ကျန်နေတဲ့မုတ်ပုံကြီးကိုကြည့်ပြီးနိုဘီတာကတော့ပါဆက်ကိုဟားလိုက်ပြီးတပုံလုံးကိုတလုတ်တဲနဲ့တင်းကျုံစားပစ်လိုက်တယ်အားလုံးလည်းလက်ဖြတ်ပြီးအံ့ဩမြင်တက်သွားကြတာပေါ့သူ့ကိုလူတောင်ဟုတ်ရလာလို့တန်တရားဝင်ကုန်ကြတယ်အဲ့ဒီအချိန်မှာအောင်ပွဲခံနေတဲ့နိုဘီတာတယောက်သူ့စီကြားရောက်လာတော့မယ်အနေကြီးကိုလုံးဝမသိရှာသေးပါဘူးထင်ထားတဲ့အတိုင်းပဲနိုဘီတာပြန်ပွဲမှာနိုင်သွားတယ်အိမ်ပြန်လမ်းမှာနိုဘီတာဘိုက်ပြန်စားလာပြန်ရောရှီဇူကာကသူနောက်နေတယ်ထင်တာဒါပေမဲ့သူကအတီပေါက်ကြီးနဲ့ပြောနေတာမတက်နိုင်တဲ့အဆုံးရှီဇူကာလည်းအိမ်ပြန်ပြီးမုတ်ယူပေးဖို့သဘောတူလိုက်ရတယ်ခဏကြာတော့နိုဘီတာသူ့အခန်းထဲပြန်ရောက်တဲ့အခါဘိုက်စာလုံးလို့အုံကနေလဲအိပ်ပျော်သွားတော့တာပဲဒါပေမဲ့သူပါဆက်လိုက်တဲ့အချိန်မှာပဲဘေးနားကပစ္စည်းတွေအကုန်လုံးသူ့ပါဆက်ထဲဆုပ်ယူခြင်းခံလိုက်ရတယ်ရှီဇူကာကအိမ်ကနေမုတ်တွေယူပြီးရောက်လာခဲ့တယ်သူ့အခန်းထဲလဲဝင်လာရောအခန်းထဲကပစ္စည်းတွေအကုန်ပြောင်းနေတာကိုတွေ့လိုက်ရတယ်နိုဘီတာကတစ်ချက်လူးလဲပြီးပါဆက်အဟမှာဆွဲငင်အားတစ်ခုကရှီဇူကာပါလာတဲ့မုတ်တွေကိုပါဆုပ်ယူသွားပြန်ရောပြီးတော့ကလတ်ထိုင်လဲလွတ်မသွားဘူးရှီဇူကာလည်းကြောင်အန်းကြီးကြည့်နေမိတယ်မကြခင်မှာပဲအခန်းထဲကပရိဘောဂတွေပါအလားတူကန်ကြမနဲ့ရင်ဆိုင်လိုက်ရတယ်ရှီဇူကာထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ထပ်ဆုပ်အားလိုက်တစ်ခုကသူ့ကိုပါဆွဲခေါ်ဖို့ချိန်ချောက်လာတယ်အရေးကြီးတဲ့အချိန်မှာပဲဒိုယေမူကွက်တီရောက်လာခဲ့တယ်ဘာဖြစ်တာလဲရှင်းပြပြီးတဲ့နောက်မှာတော့သူ့အိတ်ကထဲကနေတွင်းနဲ့ပြော်ရည်ပလင်းကိုထုတ်လိုက်တယ်ဒါကိုတောက်လိုက်ရင်အရာအလုံးပုံမှန်ပြန်ဖြစ်သွားမယ်လို့သူကပြောတယ်ချက်ချင်းပဲနိုဘီတာပါဆက်ကြီးထလာပြန်ရောဒီတခါတော့စုပ်အားကအပြင်ကဒိုယေမွန်ကိုပါဆွဲသွင်းသွားတော့တယ်တော်သေးတာကသူ့ဆေးပလင်းကိုမလွတ်ချလိုက်မိဘူးဒိုယေမွန်ကနိုဘီတာဒီဆေးတောက်ဖြစ်အောင်တိုက်ဖို့ရှီဇူကာကိုတတိပေးလိုက်တယ်နောက်တစ်စက္ကန့်မှာတော့သူကိုယ်တိုင်တွင်းနဲ့ထဲဆုပ်ယူခြင်းခံလိုက်ရတယ်ဒါကိုမြင်တော့ရှီဇူကာလည်းပလင်းကိုဖွင့်ကအရှိန်ကိုသုံးပြီးဆေးရည်တွေကိုနိုဘီတာပါဆက်ထဲအောင်မြင်လောင်းထည့်လိုက်နိုင်တယ်အဲ့ဒီနောက်မှာတော့နိုဘီတာအိမ်သားအရေးပေါ်သွားခြင်းစိတ်ပေါက်လာခဲ့တယ်နောက်ဆုံးတော့သူတို့နှစ်ယောက်အိမ်သားထဲကနေအတူတူထွက်လာကြတယ်ဒါပေမဲ့ပြဿနာတစ်ခုတက်လာပြန်ပြီးဒိုယေမွန်ဘယ်လိုလုပ်ပြီးပြန်ထွက်လာတာလဲအလှဆုံးအောက်ဖြစ်လေးတွေရွေးချယ်ဖို့ဒီအကောင့်လေးကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်နော်